လုပ်လဲဟိုကင်းနားမှာဘာကြီးလဲမသိဘူးဟာငါပဲသိနေငါတော့ကြည့်ပြေးသွားတယ်ကေဝါမီမိုလက်ချစ်တယ်အင်းမင်းမာကိုလက်ချစ်တယ်ကိုယ်ရမ်းလေဒီဘောဒါအေးဘာကြီးလဲဟေ့ဟေ့ဟိုအထင်းနေတော့ရောလင်းမြန်ထင်းနေလင်းမြန်ဆိုမှပန်းကားပါမှာဟုတ်ကွာမင်းလင်းမြန်နေဘူးလို့ငါလည်းမှန်းပြောဟေ့ဒါလင်းမြန်တော့မဟုတ်တော့ဘူးဟေ့ဒါနွားလည်းဖြစ်မယ်ကွာလင်းမြန်လေနွားလည်းဆိုမှနွားပါမှာပေါ့ကွာအေးကွာမင်းပြောမှာဟုတ်တော့ငါတို့ရွာနွားလည်းရောက်ဘင်းက2ဘင်းနဲ့ဒါဘင်း3ဘင်းပြရောက်ဘင်းကလည်းတင်းတင်းလေးနော်ဟေ့နွားလည်းတော့မဟုတ်တော့ဟေ့ရှင်းရှင်းရောက်ကားပဲဖြစ်မှာမင်းကလည်းဘလို့ကားဖြစ်မှာလဲကွာဟဲ့နင်းနင်းကဘာလဲကဲဒီငားမလို့လဲဟေ့သူဘာပြောလဲကဲဒီဆိုပါကဲဒီဆိုတာမင်းတို့တွားခြင်းတဲ့နေရာဒီဘောတက်ပြီးငါလိုက်ပို့တာအဲ့တော့ကဲဒီလို့ခေါ်တာဒါကြီးနဲ့တွားအေးဒီဘောတက်ပြီးလိုက်ပို့တာငါကဖယ်ကိုတွားဟမ်မင်းတို့တွားခြင်းနေမင်းတို့သိမှာပေါ့ငါဘလို့သိမှာတော့ဒါကြီးကတွားလို့ရတယ်ဆိုတာလူသွားတာငါပြမကြည့်နေဒီမှာတက်တော့ကြည့်နေဒီမှာတိုးတယ်ဖိလိုက်ဟာကြောက်တွေ့လားတော့ဘာကြောက်တမ်းမြည်တယ်နော်ဟုတ်တယ်ရောအေးဒါနဲ့တော့မင်းတို့ဘယ်သွားမှာပြောငါတို့ဘယ်သွားမသိဘူးလေဟောလီကွာကလေးစင်းမောစိတ်ညစ်ကြတယ်မင်းတို့ကလေးသွားမှလားမသွားလဲကြောင်တော့မလုံးနဲ့နော်မနေ့ကဈေးမောတော့စိတ်ညစ်နေတာသွားမှလားဟဲ့သွားမယ်ကွာသွားမယ်သွားတယ်တက်မယ်တက်ဟာဟေ့ဘာလုပ်တာတော့ငါပဲတက်သူမင်းမောင်းလားငါမောင်းပါလားအားကြောင့်မောင်းပါညမှာဟာဟေ့မင်းကဘာလုပ်နေတာဒီမှာခိုင်နေရလေအဲ့ဝတ်ထမ်းကိုဒီဝတ်ထမ်းမှာဟုတ်ပါလားသွားမင်းနောက်တော့တက်အေးစားဟေ့ဘာဖြစ်လဲပြောဟမ်ဟုတ်ပြီမမလေးလားဘာဖြစ်လဲဟေ့ရဟာရပြောစီကျွန်စီးအောင်နော်ဟဲ့ဒါကူရှင်ပြောကြီးတော့ငါမစီးရောတော့တော့မစီးရောဘယ်လေးနှစ်ယောက်ပြီးထားပါတယ်ကွာအခုဒီရောက်မလာကြသေးဘူးဆိုတော့ပညာသင်မယ်နဲ့တို့ကိုလည်းမလေးစားဆရာရောက်ပြီမင်းတို့နှစ်ယောက်လေနော်ပညာသင်မယ်လည်းပြောသေးတယ်နောက်ကြနေငါဒီမှာဆိုင်ဖွင့်အောင်တော့ကြာနေပြီမဟုတ်ပါဘူးဆရာစာကြည်သားလေးစားရရင်နောက်ကြောက်ရတာဟုတ်တယ်ဆရာကြီးအဲ့ရထားနည်းနည်းနောက်ကြရတယ်ပါတာပေါ့ဒီလိုပြောလိုက်နော်ကိုယ်စီချင်းနဲ့ကိုတော့ဟောင်းတာပဲခုငါဘိန်းဖားနေတခြားကြည့်တာနော်ငါတို့ငါမအားမလဲတဲ့ခါကျရင်မင်းတို့နဲ့လောက်ကမှာငါအပြင်သွားတဲ့ခါမျိုးကြဆိုရင်နော်ဟုတ်ကဲ့ဟုတ်ကြည့်တာဟုတ်လက်ကြည့်ဟုတ်ဒါဆိုတော့သွားကြမှာဟဲ့ငါပေါ့ခဏသွားလိုက်အောင်ဗျာမင်းတို့ဒါလေးကော်ပလေးစားတာနော်ဟုတ်ကဲ့ဆရာသိချမယ်နော်ဟုတ်ကဲ့ပါပေါ့ခဏသွားလိုက်အောင်ဒါဘူးတော့ခုနမင်းဆရာပြခဲ့တယ်ကွာရှာနဲ့တောင်းဒီလိုအဲ့လိုပို့လို့ပြခဲ့တယ်ကွာမင်းကြောက်လိုက်ပါလားမင်းရတယ်ငါမလုပ်တော့ဘူးကွာငါလည်းမလုပ်တော့ဘူးဒီဖာကြီးဘာကြီးလဲပူနေတာရှင်ဟာလည်းဘာရသွားဟောရောက်ဟောလားနားလည်းကွာနားလေးပူနေတော့ငါတော့နားလည်းပူနေတော့ဟောရောက်ဟေးယေဘယ်လိုဆက်တန်းလို့ကွာဆရာလားဆရာနောက်ဝေးသွားတယ်ဟုတ်ပြီသူကငါတိုင်ရကျုပ်ကခါခဏပေါက်နေကွာအဲ့ဒါငါဆိုင်ရထားတယ်ကွာငါ့ဟိုစက်ကနေတော့နေထားပြီလားနော်ကျွတ်ဆက်ဘာပြောလားဒီလိုတော့ကျွန်တော်တို့လည်းကွာဒီလိုဆက်တန်းလို့ပြောလိုက်တော့ငါဆိုင်ရထားခဲ့တယ်လို့စက်ကနေလို့နေထားပြီပါလို့နော်တိတ်မကောင်းလို့ကွာငါကျုပ်ကဟုတ်ကဲ့ငါတောင်းကြပြလိုက်မယ်နော်ဟုတ်ဟောရတရားနဲ့နားလေးပူနေတော့ဟောငါခွာမယ်ကွာရငါခွာမင်းမညာနဲ့ငါခွာမယ်ကွာအထူးခွာမယ်ဒီဘာလို့နေရတာတော့ဟာရတရားပင်မမှာလို့ဒီမှာဒီပေါ်လို့တော့မြောက်ခွာပေးနေတာဟုတ်တယ်ခေါ်မှာမဟုတ်ဘူးကွာကတ်ထားတာဘိန်းဖောက်နေလို့မသိဘူးလေဆရာတော့ခက်ရမလို့ဘူးကျွတ်ကြိုက်ထားတာဟ
မတက်ရသေးဘူးလေဒါကြီးပုံနေတော့ကျွန်တော်ခွာနေတာ တက်ကလေးဟုတ်တယ်မင်းတို့တော့နှုံတဲ့ကောင်တွေပဲကွာ ဟောဆရာပြောအောင်ဗျာ အေး ဒီမှာကျွန်တော်တို့လေးမှာဆိုင်ငယ်စီလာသွားတယ် ဟောကိုခင်စိုးဆိုင်တယ်ပဲမင်းတို့ပါမှာခဲ့သူပြောတာတော့တော်တော်များတယ်ဆရာကျွန်တော်လည်းဘာနာမသိဘူး သူ့ဆိုင်ငယ်ရတယ်ဆရာဟောကျုံမကောင်းတာလားဘာမကောင်းတာလားပြီးတော့လေးပါကျွတ်စကန်းလေးပါလေးရှိနေအဲ့ဒါသူ့အဲ့ကျွတ်စကန်းလေးလုံးပေးထားပါလို့ပြောဆရာဘာမှမသိကျွတ်စကန်းဆိုတာဘာကိုပြောရဆရာလုံးရဲ့ဒါဟောပြောတာကျွတ်အဟောင်းပြောတာမသိပါဘူးဆရာအဲ့ဒီမှာလည်းပညာသင်ကြီးလေးလေဘာမှလည်းနားမလဲဘူးအဲ့တော့ပြီးသူလာယူမယ်လို့ပြောတယ်အေးပြောပြလိုက်မယ်ဟောဆရာတော့တော့ဖြစ်ပြီးတော့ကိုခင်စိုးဆိုင်တယ်မလို့ကော်ဘူးကလည်းနေကြနေရကော်ဘူးတိုင်းဟုတ်ဆရာဟုတ်ကဲ့မလေးကြားကြားကိုမားလေးဆက်ပေါ့အဲ့ကဘေးပါရကော်ဘူးခိုင်းတယ်ဆရာအဲ့လိုကရှင်းလင်းပြောရဆရာကော်ဘူးဆိုတော့ကျွန်တော်ဒီကော်ဘူးမှတာဟုတ်လုံတဲ့ကောင်ကဘေးပါရကော်တွက်ကြယူသွားကျွန်တော်တို့ကတော့哎呀，မင်းကဒီတိုင်းမနေဘူးချစ်ကလေးပါလေငါညက်ပြီဟုတ်ကဲ့သူ့ဘေးကိုလုပ်ပြရမယ်အဆက်တယ်မရဘူးဘာမဖြစ်တာဆရာကလည်းညက်ခိုင်းတာလေမင်းကညက်ကဒီကျွတ်မဟုတ်ဘူးလေဒီကျွတ်ညက်ခိုင်းတာလေဆရာလည်းဒီကျွတ်ဆိုဒီကျွတ်ပြောလေဗျာကျွန်တော်ဘယ်လိုသိမှာလဲရောပါပြီဗျာမင်းတော့သွားတော့ခက်သုတ်သွားတော့နော်ငါစီးပွားရေးထိုးတဲ့ထိုးတဲ့ကောင်းလေသွားတော့ရဟုတ်ဟုတ်ဩသွားလာဒီမှာရေသူတို့ကနေဖမ်းမနေဘူးလမ်းလျှောက်ပေးရတယ်ငါလေးမှတဲပြင်းတာ我把我过了呢，我都叫你用的，多少钱一张？我老叫了，你就公园嘛，必须要嘛，我嘛钱给呀。ဟာဖွင့်ပါမင်းကဒီမှာနေတာဟုတ်ပါဟာတန်းဝန်းနဲ့ကြီးစိတ်မှာတော့အော်တကယ်ကြီးနဲ့မရိယာကြာပြီပါငါမှစကားပြောအောင်ဟုတ်ကဲစိုးစမ်းမအောင်မျိုးနေတော့စိုင်းမစစ်မုံမစင်းနဲ့ငါစီရောက်လာတဲ့အကြောင်းရင်းဟဲ့မင်းလာတာထားမိမိတော့ကောင်မလေးပြီလဲကွာဟာဒီဘက်မှာတော့ငါမိမပေါ့မိမပေါ့ကွာဟာငါလည်းဘယ်သိမလဲကွာသိချင်မင်းသူမေးပါလားငါတော့မမေးဘူးမင်းမေးလိုက်ကွာဟဲ့မိမဆိုမင်းဘာပြောရလဲမျိုးတော့ကြောက်တော့လုံးပြန်ပြီနော်ငယ်ရအကျင့်ဝင်ပြောင်းတော့နှုံတဲ့ကောင်လေငါကြီးထားတော့ငါမိမပေါ့ကွာဟမ်မိမငါတို့ယူရမေးကြည့်တယ်ဟဲ့ငါကမိမယူရမိမပဲကွာယူလို့ရတာပေါ့မင်းอ่ะယူလို့ရတယ်ယူမလားယူမဟုတ်ကွာမင်းဟဲ့ယူလို့ရတယ်ဆိုမင်းသေးကြရနော်သေးကြတာပေါ့ကွာမင်းကလည်းမိမပဲဒါဒီမလေးကကိုတို့နဲ့ခိုင်းလိုက်ခဲ့လိုက်ကြနော်ဟဲ့ဟာမင်းပဲမိမယူလို့ရတယ်ဆိုဟာမိမယူရမင်းတခြားမိမပြောတော့လေကွာငါမျိုးကပဲယူရမလဲကွာငါတို့တခြားမိမလို့ယူရမှာဟာမင်းတို့နဲ့အောင်နော်ပြောရင်တော့ဒုံးဝဲတဲ့ကောင်ကဲအတာထားပါဦးကွာဟဲ့မင်းမပိုင်ရဘာလို့ပူထမင်းစားတာညာတော့ဘိုက်ပူပဲဖြစ်မှာကွာမင်းရမှာအယူကွာခမင်းစားကိုဘိုက်ပူငါလည်းပူမှာအေးကွာငေါကြောင်ပူနော်ဟဲ့မင်းမဘာလို့ဘိုက်ပူဟာမင်းတို့နဲ့အောင်နော်ပေါက်ပေါက်ရှာလဲမေးတတ်တယ်ဟဲ့အိမ်အောင်ရှိမှတော့ဘိုက်ကြီးမှာပေါ့ကွာဘာလို့ရှောက်မေးတာဟမ်အိမ်အောင်ရှိဘိုက်ကြီးอ่ะအေးအိမ်အောင်ရှိဘိုက်ကြီးအိမ်အောင်ရှိဘိုက်ကြီးဟဲ့ကောင်မလေးကဘိုက်ကြီးရတော့ဟုတ်ပါမင်းကဘာဘိုက်မကြီးอ่ะငါဘိုက်ကြီးစီရလားကွာဟာယောက်ျားဝမ်းဝေးကွာတိုးဝဲမဟုတ်ဟာဘိုက်ကြီးရမှာဟဲ့အဖို့ရှေ့ရအိမ်အောင်ရှိဘိုက်ကြီးရတော့အေးမင်းနဲ့ငါနဲ့ရွာအောင်ရှောက်မှာသူပြောတဲ့အဲ့မိမဆိုတဲ့ဟာလေးကိုရှာပြီးတော့ယူမယ်ပြီးရင်သူ့လိုပဲငါတို့လည်းပိုက်ကြီးအောင်လုပ်မယ်ကွာအေးလုပ်မယ်အကိုတင်ငယ်ချင်းနေရလေယူနေရဟုတ်ပေါ့
မင်းရလေကွာတငယ်ချင်းချင်းကွာငါတို့လည်းမယူသေးပါဘူး အေးကွာမင်းကမင်းတို့ကလည်းကွာငါပဲငါတစ်ထင်ရလို့ကုတ်တာပါမင်းတို့ကလည်းတွင်မိုးလေ မင်းမေးအောင် အေး ဘိုက်ပူတဲ့နီးစနေလေးပါရှိဖြောငါတို့ပေးသမှာကွာ တို့များပါ යි ကွာငါမှနားရှက်နေမင်းဘာလာပြောတာဒီမင်းပြန်ရင်ကောင်းမယ်ကွာ မင်းတငယ်ချင်းကွာနှင်းစားမရောက်ငါတို့လည်းပြန်ပါငါတို့ကလေအခုရွာကိုအញ្ပြန်မယ်ပြီးရင်မင်းပြောတဲ့မိန်းမလေးကိုရှာမယ်ဘိုက်ပူအောင်ငါတို့လုံအောင်ပါကွာရပြန်ကြတော့ကွာ တော့ပြန်မယ်ကွာရော တော့ဘာကောင်းနေလဲကွာခုဒီလူနိုလို့တော့မွေးထားပါတယ်ကွာခုဒီကိုရောက်မလာကြသေးဘူးပြောတော့ဆန်ခွဲဖွင့်မယ်နဲ့ဒီလိုဝရိယမျိုးနဲ့ဘယ်လိုသွားပြီးတော့လုပ်တွဲပြီးရမဟဲ့ရီလာဒီတော့လေနော်ပြောလိုက်တော့ဆန်ခွဲဖွင့်နေတယ်အလုပ်ကြောင့်မလေးဆောင်နေနောက်ကြဆရာလေးဒီလေးနောက်ကြတဲ့ဟာအပြစ်ပြောမယ်ဆိုတာကြီးလေအတားတရာဟိုသွားရှင်ဆက်ခဏကြည့်လို့ဟုတ်ကဲ့ဘိုးကြီးလည်းတခြားကြောင်းတော့ဟုတ်ကဲ့တခြားမယ်နော်ဟုတ်ကဲ့ဟေ့ကိုရောက်လာတော့ဟုတ်ပါပြီကွာဘယ်သူတိုင်းငါတို့ဘယ်လိုသွားရောက်မှာဟမ်ဟေ့ကိုရောက်ရင်ဘယ်လိုရောက်မလဲမင်းနေတာမင်းရလဲကွာလက်ဖေးတောက်ချင်ခုနတည်းအပြင်မှာတောက်ခဲ့ပါလားမင်းကဆရာတိုင်းပြောခံအောင်မယ်မင်းဘာလို့ချက်ပြောနေလဲကွာဒီမှာကိုရောက်ရင်ဘယ်လိုရောက်မလဲမင်းနေတာငါမင်းရလေဘယ်လိုရောက်မှာလဲကွာဒါနဲ့လူရှိတော့လေရွှေချောင်းအဲ့လိုလူရောင်းလိုက်ပါကွာမင်းပြီးရအောင်မင်းရောကွာဒီလေကိုကွာစက်ကြားလေးနဲ့ကိုငါ့ဘယ်လိုလုပ်ပြီးတော့ကွာဟမ်စက်ကြားနဲ့ကိုငါ့ဘယ်လိုငင်းကြလားဒီမှာမရှိဘူးကွာကိုငင်းရလို့ချင်းတော့ကိုတလိမ့်ဆိုင်ုံသွားမှရမှာကိုရဟာစက်ကြားလို့ပြောတာပါကွာမင်းဘာလို့လျှောက်ပြောနေတာလဲမြင်းကြားမဟုတ်စက်ကြားကိုပြောနေတာမင်းကသူပြောတာဟုတ်လားကွာမင်းကုန်းဝနိုင်လာပြီးတော့ကွာမင်းမြင်းကြားလို့ချင်းတယ်ဆိုမင်းမြင်းကြားဒီမှာရမှာလို့ချင်းမသိအောင်သွားပါနေကြပါကွာစက်ကြားမရလည်းငေါ့နိုင်လူလေးနဲ့တော့လုပ်ပေးပါကွာကိုတော့စားချင်တယ်လို့ဟမ်45လားဒီမှာမကြောက်ဘူးရောဒီမှာတော့45မရှိဘူးကိုရ45မဟုတ်ဘူးကွာ92နဲ့ပြောတာကွာမင်းတို့ကလည်းလုံးကွာညီလေးမင်းပါလေလျှောက်ပြောနေတာလေကိုတော်ကလည်းကတ်စတမာကွာလောက်ပါညီလေးမင်းကိုတက်ရတော့အရင်ရပဲကွာကိုတော့စားချင်လို့အခုကဘာလဲစားပါဇက်နဲ့စားပါကွာပါဇက်နဲ့စားမှာဟာပြန်ပေါ့ကွာဖုတ်ဆေးလေးပါထက်ဖုံးလေးပါတို့နှစ်ဆေးပါထက်လေကွာညီလေးဒီမမလာပြီဟာဒီနေ့ကောစားမလားမသိကွာမမလာပြီတော့တန်းကမလားဟာဘာလို့လဲကိုစားဖို့ဆိုဟာတော့ကွာမင်းတို့ဆိုင်ဒီနေ့မစားတော့ကွာဟိုဖျားမှုသွားနေရသွားဗျာဘာလို့မသိကွာတို့လူတော့ကွာကိုကဖျားမှုသွားနေတော့မသွားဘူးဒါပြီးတော့ကိုကတိုင်လိုက်အောင်လာနောက်နေကွာငင်းဟိုလူကတမျိုးကွာကျဘာဖြစ်လဲငါဘွေးတစ်ခါတော့စိတ်မပြောဘူးပြန်ပြန်နဲ့ဘာဖြစ်လဲဆရာပြောရမယ်ဆရာကြီးခုနဒီကိုကတိုင်လာပြီးတော့မြင်းကြားရှိလားကိုကတိုင်ပြောဆရာမြင်းကြားရှိမလားဒီပေါက်ရရှောင်းပြောရတော့မင်းကြီးကမမေးတော့ပါဘူးကွာမဟုတ်ပါဘူးဆရာရဲ့သူ့ပေါက်သူကြားညံနေ၆ကြားနေတာမင်းကလေးပလေးနဲ့နော်ကိုယ်ကလူလေကျွန်တော်ကလည်းဆဲဝါးသေးရစားပြီးတော့လေကိုယ်လည်းမစားဘဲနဲ့လေဖျားဘူးထွက်မယ်ဆိုပြီးသူကငေါနဲ့ထွက်သွားတာဟာပန်းလေးတဲ့လေကွာမင်းဘာချပြောနေတော့မရဟုတ်ပါဘူးဆရာရဲ့ဒီကဘာလို့ရှောက်ပြောမှန်းမသိဘူးကွာဒီလိုလုံးကုန်နေဆိုရင်တော့ငါမိတ်ပြတ်မယ်ကြားလို့ရှိရင်နောက်မှာကုန်းကြီးတွန်းညက်တော့ဟုတ်ကဲ့ဒီမှာထောက်တယ်တောင်းကြရတယ်လည်းမဟုတ်ဘာလို့ရုပ်တောင်းမှမသိဘူးကောင်းနေတော်လေးနေပါဦးရာဆရာမင်းတို့ဘာဖြစ်ပြန်ပြီလဲအလုံးလေးမရှိလို့လေကျွန်တော်တို့ဆရာရှိမှတပည့်လေးလာခံပါတယ်ဗျာအခုကျွန်တော်ဘုရားလေ iPad တက်ရှိကိုရောက်နေပြီတကောင်းမှလည်းမရဘူးမင်းတို့နှစ်ယောက်ခါးကြီးလို့ခိုင်းတာမဟုတ်ဘူးအလို့ဆိုတော့အောက်ခြေသိန်းလောကစပြီးလှုပ်တောင်လို့ခိုင်းနေတာဟောပါလေဗျာကျွန်တော်လှုပ်တဲ့လုံနေအခု iPad တဲ့လုံနေဘာမှလည်းမဆိုင်ပဲအကုန်တောင်းလို့ခိုင်းနေတာကွာ Oh no ဆရာဘယ်ထက်သွားအောင်ပါလဲအခုကငါးမှမရသေးတာငါးစင်းစမ်းမယ်ငါးစင်းရလို့ခင်းတော့ရရင်ပြန်မယ်ဟုတ်ပြီလားလိုက်ခဲ့လားကျွန်တော်တို့ငါမစမ်းတော့ဘူးနော်စာစင်ပြေပါမလားဟုတ်တယ်နော်ဆရာငါအရှိကစမ်းပြမယ်လားငါတို့လည်းလောက်ကနေတော့ကွာနားကြီးရပါလေဘာလို့လောက်ခိုင်းနေမယ်မသိဘူးဆရာခဏမှကွာမင်းတို့ဘာလို့ခိုင်းနေလဲနားကြီးရပါလေဒီမှာဆရာမှာဘောဒီမှာရေးနေလေဆရာပြပါမလားဆရာရအနကြီးလားမသိဘူးနော်ဖြစ်ပါနဲ့ကွာပေါလို့ချင်ပို့ချ
ဒီကောင်နေအားတော်တော့နေပြီ နိုင်ကြီးတော့မသိဘူးငါကြောက်တယ်ပြော ဗျာမင်းကြီးရတော့တော့ရ အကလည်းရဲလို့ဟေ့ငါကေပါဦးပြော လာရလူလား မလေးရော မစားကြီးလာရ ဟာရ 哎呦哎呦，那呀，မလေး 这里，看你这样，好的， ရဲနေနေရရောမလေးဟာဆရာကျွန်တော်တို့ငါမစတတ်ဘူးနော်ဆရာလာချောင်းလေ 好的，下来我参加吧，我进的，这好呀嘞，没嘛参加，没参加，好参加呗，我看你，对，好的，这样子，你不要不要你的，哇ငါမိပြီကွာရပြဘာလို့လာတော့ရငရင်းလားမသိဘူးတော့ငါမဟုတ်တော့ကွာဘာဟေးဘယ်တော့ပြောင်းလဲမသိဘူးနော် မင်းကလည်းလုံးပြမလုံးရဘူးနားရင်နေပြီလားမင်းတယောက်လည်းလုံးနေမှာမဟုတ် ။ဘာလို့ပြောတာလဲ။ငါဆရာဘယ်တော့ပြောင်းမလဲမင်းနေတာကွာ လုံးဝမလုံးရဘူးဘိုက်ကစားနေဘာတမစားလာကွာ ။ဆရာလည်းကွာဒီလိုနဲ့လေးကိုဘယ်ရမလို့မတွေ့ပြီးခေါ်လာလည်းမသိပါဘူးကွာ ဟဲ့ကွာအချင်းလေးရောကွာငါနားမလေးပါဘူးကွာမင်းကလေ ။ဒီတိုင်းတော့ကြားလား ဟာကြားတာပေါ့မင်းကမရဘူး ။ဘာလို့ ဒီလုံးရကွာငါဘယ်ချိန်လုံးရမှာ ဟာမင်းရတယ်ကွာ မင်းတို့ဆရာမကဲလို့ငါလည်းလုံးနေရတယ်ကွာငါဘယ်သိမလဲကွာငါထင်တော့ထင်တာပဲငါသိမှာမဟုတ်ပါဘူးကွာ ။ယူရတော့ကွာ ဟဲ့မင်းတရားညာလာတာတောင်းလို့တော့သင်မရေဘူးရ ။ဒီဘာလို့လျှောက်ပြောနေလဲကွာ။ဒီလုတ်ဆရာကြီးတယ်လုတ်ဆမ်းမှာကွာ ဟာဟဲ့ ။မဆရာပြန်လာပြီ။ဟာ။ကျန်တဲ့ပါတော့ပြည့်ပြည့်ပြီလား။အဆရာဘာစေးကျန်နေမကောင်းလို့ကျွန်တော်မှုတောင်းပေးမယ်လေ။ဟမ်ပိုးသက်သေးဖျန်းကနေကလေမင်းတို့ခြံထဲပါဟာဆရာကျွန်တော်ဘယ်တော့ခါခဲ့လို့လဲမင်းဒီကဘာမှမပြောဘူးလားမင်းပြောတယ်လေအေးပြောတော့ဒီကဘာလို့လာတော့ဟာဆရာလေ तू ပြောတာခြံထဲဆင်းပြီးတော့ခြံထဲအမိုက်တွေတန်ရှင်းလောက်ထားဖို့ပြောတာလေဗျာဟာဒီနယ်လေးကဘာကြီးကြားကြီးဘာကြီးလျှောက်ခိုင်းနေမှမသိဘူးကွာ ဆရာလည်းဗျာရေတော့ရှင်တာပဲကျွန်တော်တို့ရှိတကူတို့ကရောက်အောင်လာနေကိုမကူလမ်းဆိုင်မဝဲတော့ပဲရနေ ဆရာကျွန်တော်ပြောတာပဲဒီလိုနယ်လေးရတာလေဆရာရှိမှဆက်ထားဆရာစီကပြက်လိုက်မယ်မင်းကဘာထူးလို့လဲဟမ်ဒီနေ့ကမွေးထားပါလေကွာတယောက်နာလီတယောက်လူလို့မင်းတို့ရောက်တဲ့ကငါရှေ့လျှောက်သွားစီးပွားပြက်ပြီးခွက်ပါဆွဲအောင် ဆရာလည်းဗျာကျွန်တော်အဲ့လိုနှေးကြမလို့ပါဗျာစာကတော့လေမရက်ဆရာကျွန်တော်ကောင်းကောင်းရေးတယ်ဖတ်တတ်ပါလေဆရာ ဟာဒီကလေးရတမျိုးကွာနာဘီဟာဗျာဆရာမင်းတို့နှစ်ယောက်ကလည်းကွာခိုင်းဖို့ဆိုရင်အများနဲ့ခေါ်နေရတယ်ဘယ်သွားတည်လဲဟာဆရာပဲခုနလောက်ခိုင်းတာပြီးတော့အေးရတာမကွာအလုပ်လုပ်နေကောင်းတယ်မူးလာဟောအေးပြီးတော့တောက်ပြီးတော့ဩရတော့မလားဟာဟဲ့မင်းကအေးသွားတရားနဲ့တော့ရတယ်ဟာဆရာလည်းကျွန်တော်မှဒီနေရာလေးမသွားတတ်တာခေါ်ကွာကွာဟာရနေရောလေမင်းတို့ပတ်စံမပါပဲတော့ပါအိတ်ခံပါဗောကွာရောအေးပြီးတခြားဝလာခဲ့နော်အမားတယ်နော် ဒါရင်းနဲ့ဝဲလို့ရတယ် မတော့ရပတ်စံနေပဲကွာဘလို့ရမယ်နေမှာတော့ရတော့ဟုတ်ကဲ့တော့နောင်နဲ့ကောင်းနေဘလို့ကောင်းနေဘယ်မွေးထားမှမသိဘူး အားလည်းတော့ကျွန်တော်လည်းဝဲသွားရရောက် ရက်ကလည်းတောက်ချင်တော့ကွာဟာပတ်စံလည်းရှာလို့လည်းမလောက်ဘူးကွာဟာဒီနေရာနဲ့ဘာမှလုပ်လို့မရဘူးဟာပေါ်ဒီမှာ9000နဲ့ကိုပဲမဲ့ကောင်းရဖမ်းမှာ ဒီကငါတို့ဂျင်းမထဲရတာမသိဘူးကွာ ဟဲ့ညီလေးတို့ဘယ်သွားကြမလို့ ဘယ်မှမဟုတ်ကွာကျွန်တော်ဆရာကအေးကခဏတော့နေ ဟာမင်းတို့ဆရာတော့တဲနောက်တာပဲကွာဒါနဲ့အေးဝင်လို့မလောက်ဘူးကွာဟာ ကျွန်တော်တို့လည်းမသိဘူးကိုကြီးဆရာပေးလိုက်တာပဲ ရရနေကိုညီလေးပဲ
နော်မင်းတို့ဆရာနဲ့ကိုနဲ့တငယ်ချင်းရင်းဖြစ်နေရနဲ့တော့ပဲဒါနဲ့မှရမှာလူတော်ပူတော်မင်းတို့ဆရာကြီးကိုပြန်တောင်းလိုက်မယ် Oh no! ကိုကူညီလို့ပါရကိုမကူညီနေအဲ့ဆောင်ရအောင်ကျွန်တော်တို့အဆက်ကွဲအောင်ပါ ရပါတယ်ကွာသူအချိန်လေးကြီးပြန်တော့ပါလေတော့ ဟုတ်ပဲမင်းတို့နှစ်ယောက်ကလည်းကွာအေးဘူးတစ်ခါတော့ခဏကြာလိုက်တာဟိုကလည်းမအေးဘူးဟာဆရာမနဲ့အေးဘူးမရဘူးကြာကြီးဘာလဲမရှိရလို့ဆရာပေးတဲ့ပတ်စံနဲ့လောက်မှမလောက်တာမင်းတို့က9000လည်းပေးတတ်တာလေအေးဒီဘူး9000မှမကြတာကွာအဲ့ဒါတော့ကျွန်တော်လည်းမသိဘူးဆရာကြီးအဲ့တွေ့တဲ့ကိုကြီးကမင်းတို့ပတ်စံတစ်ခါတည်းနဲ့ဝယ်လို့မရဘူးတဲ့အဲ့ဒါငါ့ချက်နေမဲ့ယူပြီးသွားဝယ်ဆိုလို့သွားဝယ်တယ်ဆရာနဲ့ဝယ်လို့မရဘူးလို့ကျွန်တော်တို့ပြောလွှတ်လိုက် ဟုတ်တယ်လေဆရာဒီပတ်စံ2ရက်နဲ့တော့ဝယ်လို့မရလားဆရာပတ်စံ2ရက်နဲ့ဝယ်လို့မရတော့မဆမ်းပါဘူးဆရာရေ ဒါ100နဲ့2ရက်လေကွာမင်းတို့ကပေးနေတာ9000နဲ့လေဒီ100နဲ့2ရက်နဲ့ဘယ်လိုဝယ်လို့ရမှာတော့ အဲ့တော့ကျွန်တော်တို့မသိဘူးဆရာ ဟုတ်တယ်ဆရာဟာဆရာမင်းဆောက်ယူပြီးတော့ငါပတ်စံပြန်လာခဲ့ကြော့ ဟာကျွန်တော်တို့ဘယ်ကိုသွားယူရမှာလဲဆရာ မင်းတို့ဂျင်းထက်သွားတဲ့ကောင်စီကပြန်လာခဲ့ ဟာဆရာတို့ဘယ်သွားလို့သွားမှမသိတဲ့လူကို နော်အဲ့တော့သိတယ်ဟဟလားဟမ်နောင်တဲ့ကောင်တွေသွားငါပတ်စံသွားလောက်ခဲ့သွား ဟုတ်ဆရာ ဟာဒီကောင်နဲ့ဆိုတော့ငါမွဲပါပြီကွာ ဒါလေးကိုကိုတရားရောသမှာပေါ့ကိုချက်တော့ချင်လို့မလုပ်ပါဘူးကိုရိုးထောင်ပေးသမှာ ဟာရှင်ရလဲတော့တရက်နဲ့ဒီရေတောက်ဖို့ကြောက်အောင်မပြောနေရပဲ ဒီမှာလေကိုဒါပဲလုပ်တော့ဟောအချက်ဖက်တော့မှာပေါ့ကိုလုပ်ကြမလို့ဒီမှာလုပ်တာကိုထိုင်စားမယ်လေ ကျမရှိမှာပတ်စံရှိရရှင်မြင်လို့လား ဒီမှာရှိပါဘူးနော်လုပ်ပါနော် ရှင်အဲ့ဒါမနှပြားရှိလို့လဲပြော အကိုရမရှိမလို့မိမရှိတဲ့ပတ်စံရှိတယ်လေကွာလုပ်ပါဒီမှာ သူ့ကိုအားကိုးရမလားဆိုပြီးယောက်ျားယူပြီးပါလေ နော် ဘုရားကဘာလုပ်လဲ ငါဘယ်သိမလဲကွာ တယောက်ကလည်းအင်ဂျင်ယူနေတယ် ကောင်းမတရားလေဘောင်းမိတယ်ဟောတောင်းမိ အေးသွားလုပ်ပါဦးမမဒိန်မှာပြတ်တော့ကိုယ်တော့ ဟာပြညာတော့ ဘောကွာ ဒီကဘာလို့သားပါဘာလဲဖြစ်နေရ တဲ့တိလို့လား လို့တိမာလေ ဘာအေးလားဘယ်ရလဲမင်း ဟဲ့ဒီနေ့တော့အာသီးမြောင်နေနော် အာဒီမြောင်လေဘာကိုပြောတာလဲ ငါလည်းဘယ်သိမလဲကွာတိတူဖေးဆရာ ငါမမေးချင်ဘူးမင်းလေ ဒီကဘာကြီးကိုမင်းမအာသေးရောင်လဲဆိုတာဘာလို့လဲ လူတွေများသွားပြီကွာအဘာကြီးလို့ခေါ်လိုက်အဖိုးလို့ခေါ်လိုက်လေမင်းတို့ကငါလက်သီးနဲ့မိတော့မယ်နော်မင်းတို့နှစ်ယောက်ကတော့ ရှင်တို့တယောက်ကယူနေရတယ် ယူပါဦး မယူတာမျိုးတာနော်ရှင်တို့တယောက်ပြောတဲ့စကားတွေကပေါ်ချက်ချတယ် မဟုတ်ပါဘူးခလေးရယ်ခလေးဘာဖြစ်နေလဲဆိုတော့ကိုကြီးတို့တော့သိနေလို့လာမေးတာ ဘာကလေးလဲပါရှိတဲ့ဘဝချက်ဒေါသထက်နေရတယ်ရှင်တို့တယောက်ပုံကြပါမယ်နော် ခလေးလေးကအရန်ဒေါသကြီးอ่ะကိုကိုညင်မှုညာခလေးတယ်မှာလေခလေးရလေအကြီးဆုံးပဲ ဘာကြီးရ ဘာလို့လဲလား ရှင်တို့ကလေသူများလင်များရန်ဖြစ်နေတာအလိုက်ကန်းဆုံးမသိတဲ့ဟာတွေအာဝင်ထောင်တဲ့ဟာတွေအဲ့ဒါပါရတယ်ဆိုတာသိပြတာခဲပြမှာလား လာ